ကဘာပေါ်မှာနှစ်ပေါင်းတန်း400ကျော်ကလေးကတည်ရှိနေတဲ့တက်ရှိတစ်မျိုးအကြောင်းပြောပြပေးချင်ပါတယ်။ဒီတက်တဝါကတော့ဟော်ရှူခရက်လို့ခေါ်ပေမဲ့တကယ်တော့ကနန်းမဟုတ်ပါဘူး။ဟော်ရှူခရက်ဟာကဘာပေါ်မှာအရှိကြဆုံးရှင်သန်လာခဲ့ကြတဲ့တက်ရှိတွေကတစ်မျိုးဖြစ်ပြီးဒိုင်နိုဆောတွေမပေါ်ခင်ကတည်းကကဘာမြေပေါ်မှာရှိနေပြီးသားဖြစ်ပါတယ်။နှစ်ပေါင်းတန်းရကြီးကြာလာတဲ့အထိသူတို့ရဲ့ပုံသဏ္ဍာန်ဟာများများဆဆမပြောင်းလဲပဲတည်ရှိနေတာကြောင့်သူ့ကို living fossil လို့တောင်ခေါ်ကြပါတယ်။ဒါပေမဲ့နာမည်မှာ crush ပါနေလို့ကနန်းလို့ထင်ရပေမဲ့တကယ်တော့သူဟာပင့်ကူနဲ့ကင်းမီကောက်တို့နဲ့ပုံနီးစပ်တဲ့မျိုးနွယ်ဝင်သတ္တဝါပဲဖြစ်ပါတယ်။ဟော်ရှူခရက်ရဲ့အထူးခြားဆုံးအရာကတော့သူ့ရဲ့အပြာရောင်သွေးပဲဖြစ်ပါတယ်။ညာသောအဖြစ်သွေးရောင်ဟာအနီရောင်ဖြစ်ကြပေမဲ့ဟော်ရှူခရက်တွေရဲ့သွေးကတော့အပြာရောင်ဖြစ်နေခြင်းကစိတ်ဝင်စားစရာတစ်ခုဖြစ်နေပါတယ်။သွေးရောင်ဟာအနီရောင်ဖြစ်ရခြင်းအကြောင်းကအိုင်ယွန်ပါဝင်တဲ့ဟိုမိုဂလိုဘင်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ဟော်ရှူခရက်ရဲ့သွေးမှာတော့ကော်ပါပါဝင်တဲ့ဟီမိုဆိုင်လစ်ပါဝင်တာကြောင့်အပြာရောင်ဖြစ်နေရခြင်းဖြစ်ပါတယ်။ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူတုဒဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Bria Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ။ဟော်ရှူခရက်ရဲ့အပြာရောင်သွေးဟာဆေးပညာလောကအတွက်အလွန်သုံးဝင်ပါတယ်။ဆေးဝါးတွေကာဝယ်ဆေးထုတ်လုပ်မှုတွေနဲ့ခွဲစိတ်ကိရိယာတွေမှာဘက်တီးရီးယားစိတ်တောက်ပါမပါစမ်းသပ်ဖို့အတွက်လည်းဟော်ရှူခရက်ရဲ့သွေးကိုအသုံးပြုကြပါတယ်။တနည်းအားဖြင့်ကမ္ဘာတဝန်းလူသားပေါင်းများစွာအသုံးပြုနေတဲ့ဆေးဝါးတွေဟာဟော်ရှူခရက်ရဲ့သွေးကြောင့်ပိုပြီးကျိုးရှိလာတာပဲဖြစ်ပါတယ်။ဒါအပြင်ဟော်ရှူခရက်တွေမှာခံမှန်းကြည့်မျက်လုံး10လုံးထိရှိပါတယ်။မျက်လုံးတိုင်းကအလုပ်တစ်မျိုးစီလှုပ်ဆောင်ကြပြီးအလင်းရောင်ကိုခံစားကလမ်းကြောင်းရှာဖွေရာနဲ့မိတ်ဖက်ရှာဖွေရာတွေမှာအသုံးပြုကြပါတယ်။သူတို့ဟာပင်လယ်အောက်ခြေမှာနေထိုင်ပြီးတဲတွေကပိုးမွှားတွေပင်လယ်ထဲရှိပိုးမွှားတွေကိုရှာဖွေစားတောက်ကြပါတယ်။ဒါပေမဲ့နှစ်ပေါင်း445သန်းကျော်ကလေးကတည်ရှိခဲ့တဲ့ဟော်ရှူခရက်တွေဟာယနေ့ခေတ်လူသားတွေကြောင့်မျိုးတုံးစိတ်ကြွယ်တော့မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ပင်လယ်ကမ်းခြေတွေပျက်စီးလာတာငါးဖားလုပ်ငန်းတွေနဲ့ဆေးပညာအတွက်သွေးထုတ်ယူမှုတွေကြောင့်ဟော်ရှူခရက်အရေးအတွက်ဟာတဖြည်းဖြည်းလျော့နည်းလာနေဖြစ်ပါတယ်။သူတေသနပညာရှင်တွေကတော့သူတို့ကိုကာကွယ်ဖို့ဒီလန်အသစ်တွေရှာဖွေနေကြပြီးဟော်ရှူခရက်သွေးကိုအစားထိုးနိုင်မဲ့ဓာတ်ခွဲခန်းနည်းပညာတွေလည်းရှာဖွေသိရှိလာနေပြီဖြစ်ပါတယ်။နှစ်ပေါင်းတန်းရာကြီးကိုကြော်ဖြတ်ပြီးကမ္ဘာမြေပေါ်မှာဆက်လက်ရှင်သန်နေတဲ့ဟော်ရှူခရက်ဟာတဘာဝရဲ့အံ့ဖွယ်အငွေနှစ်တစ်ခုပဲဖြစ်ပါတယ်။တမိုင်းသိပ္ပံနဲ့လူသားတွေရဲ့ကျမ်းမာရေးကိုချိတ်ဆက်ပေးနေတဲ့တက်ရှိတရဝါဆိုရင်လည်းမမှားပါဘူး။ဒါကြောင့်ဟော်ရှူခရက်ဟာရေတရဝါတစ်ကောင်သာမဟုတ်ပဲတမိုင်းအငွေနှစ်ကိုသယ်ဆောင်လာတဲ့ living fossil တစ်ကောင်ဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်။